အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်လေးတို့ကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်စာအုပ်လေးရဲ့နာမည်ကတော့ငါဒီ CEO ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာရေးသူကတော့အာယုံရေးသားတာဖြစ်ပါတယ်ဒီထဲမှာဆိုရင်စာမျက်နှာစုစုပေါင်းကတော့96မျက်နှာပါဝင်ပါတယ်စာအုပ်လေးကအရင်ကြီးလည်းမထူတဲ့အတွက်ဖတ်ရတာပပနဲ့တော်တော်လေးအဆင်ပြေတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီဟာကိုဖတ်ပြီးတော့သင်ယူမိခဲ့တာလေးတွေကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်ကျွန်တော်တို့အောင်မြင်ဖို့ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းမှာဆိုရင်ကျွန်တော်တို့ကဘာပဲလုပ်လို့တဲ့အခုချက်ချင်းခမရလုပ်နိုင်ပါစီတကယ်လို့ဒါရရကိုတရားရကိုင်းနှုံးအဆင်ပြေဖို့စောင့်နေမယ်ဆိုရင်အောင်မြင်မှုကိုနံပါတ်1စောင့်နေရလိမ့်မယ်လို့ပြောပြထားပါတယ်ဟုတ်ပါတယ်အရာရာကိုကျွန်တော်တို့ကတရားရကိုင်းနှုံးအဆင်သင့်ဖြစ်မှာစလုပ်မယ်ဆိုရင်ကျွန်တော်ဒီဘဝမလုပ်လိုက်ရမှာတွေကအရန်ကိုများတယ်ပေါ့နော်အကြောင်းရင်းကကျွန်တော်တို့မလုပ်ဘူးတဲ့အရာကိုစလုပ်မယ်ဆိုရင်တရားရကိုင်းနှုံးအကုန်လုံးအဆင်ပြေဖို့ဆိုတာဘယ်လို့မှဖြစ်နိုင်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကတရားရကိုင်းနှုံးအဆင်ပြေမှလုပ်တာမဟုတ်ဘဲနဲ့ကျွန်တော်နည်းနည်းချင်းချင်းဒီလုပ်သွားလို့တော့ရပါတယ်နောက်ပြီးတော့ဒီထဲမှာဆရာကြီးဆိုင်ကပြောရတယ်ဆိုလို့ရှိရင်ခမားတဲ့လုပ်ရမယ်လို့ထင်ထားတဲ့အရာတစ်ခုကတကယ်ဆိုရင်မလုပ်လဲရတဲ့အရာတစ်ခုဖြစ်နိုင်တယ်ပေါ့နော်ဟုတ်တယ်ဒါကလည်းကျွန်တော်တို့ကတရားရကိုင်းနှုံးအဆင်ပြေဖို့ရန်တော့ကျွန်တော်တို့ကမျှော်လင့်တယ်ဒါပေမဲ့တရားရကိုင်းနှုံးအဆင်ပြေဖို့ဆိုတာဘယ်မှဖြစ်နိုင်ဘူးเนาะကျွန်တော်ဘာဖြစ်စာပြီးလုပ်ကြည့်ရမယ်ပြီးရင်တခါတလေကျွန်တော်တို့လုပ်မယ်လို့ဆုံးဖြတ်တဲ့အရာကလည်းလုပ်စရာမလိုတဲ့အရာတွေဖြစ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တနေ့တာပေါ့နော်ကျွန်တော်တနေ့တာကိုကျွန်တော်တို့ဘယ်လိုဖြတ်တမ်းမလဲလုပ်ငန်းခွင်မှာကျွန်တော်တို့ကအချိန်ပြည့်အလုပ်ကိုအယုံဆက်ပြီးလုပ်တယ်တောင်းဝန်ကျေပွန်အောင်လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်တွေကလည်းအဆင်ပြေတာရှိသလိုအဆင်မပြေတာလည်းရှိနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့အလုပ်ကိုအလုပ်မှာပဲထားခဲ့ပါတဲ့အလုပ်မှာတင်းကျပ်မှုတွေပြည်လည်မှုတွေမပြည်လည်မှုတွေအားလုံးကိုကျွန်တော်အလုပ်မှာပဲထားခဲ့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အလုပ်လုပ်ချိန်မှာအလုပ်ကိုလုပ်မယ်ပြီးအရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကအလုပ်ကြောင်းပဲတွေးနေမယ်ဆိုရင်အဲ့ဒီအကျိုးသက်ရောက်မှုကကျွန်တော်တို့ကိုယ်တိုင်ကိုရောပြီးရင်ကျွန်တော်တို့ရဲ့မိသားစုကိုရောတက်ရောက်နိုင်ပါတယ်လို့ပြောထားပါတယ်နောက်တစ်ခုကကျွန်တော်အိမ်မှာလုပ်တင်တာတွေကိုအိမ်မှာလုပ်ရမယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့တွေနဲ့အိမ်မှာလုပ်ရမယ်အလုပ်တွေရှိပါတယ်ဒီမှာသူကပြောတာဆိုလို့ချင်းထမင်းချက်ရမှာလားအမှုလို့ချင်းကိုကအိမ်တော်ရှိမှပြတယ်ဆိုလို့ချင်းသေးသွားရမလားပေါ့နော်အဲ့ဒီကကိုအိမ်မှာလုပ်ရမယ်ຢာတွေဖြစ်တဲ့အတွက်အလုပ်ကြောင့်ကျွန်တော်တို့အိမ်မှာရှိတဲ့အလုပ်တွေကိုမလုပ်ပြတာမဖြစ်စေရဘူးတဲ့ပြီးရင်ကျွန်တော်တို့အားလက်ချိန်မှာရုပ်ရှင်တွေကြည့်တွေ့ရတယ်တနေ့တာပေါ့နော်ကျွန်တော်အလုပ်သွားမယ်အိမ်ပြန်မယ်ပြင်းပြင်းနေနဲ့ရုပ်ရှင်ကြည့်လို့လည်းရတယ်ပြီးရင်တချင်းနှားထောင်ခိုင်းတယ်ပေါ့နော်အဲ့ဒါကဘာပြောချင်လဲဆိုတော့ကျွန်တော်အလုပ်လုပ်တဲ့ခါမှာအလုပ်ကြီးပဲအအောင်ဆိုင်ပြီးလုပ်ရတယ်ဆိုလို့ချင်းအချင်းနှာထောင်ရင်လုပ်တဲ့ခါမှာအလုပ်ကိုအလုပ်မလုပ်မတတိမထားမိတော့တဲ့အချိန်မျိုးလည်းရှိတတ်ပါတယ်ပြီးရင်ကျွန်တော်တို့အားတဲ့ချိန်မှာစာလဲဖတ်ရမယ်ပြီးရင်ကိုဝါသနာပါတစ်ခုကိုလုပ်ရမယ်ပေါ့နော်ကိုကအင်ချိုတာဝါသနာပါရင်အင်ချိုရမယ်ပြီးရင်အပင်စိုက်တာဝါသနာပါရင်လည်းအပင်စိုက်တာလေးကိုလုပ်ရပါမယ်ပြီးနောက်တစ်ခါကျတော့နောက်တစ်နေ့အတွက်ပြင်ဆင်ထားရမယ်ပေါ့နော်ဟုတ်တယ်ဒါကကျွန်တော်နောက်တစ်နေ့မှာကျွန်တော်ကဘလို့ဖြစ်လုပ်ငန်းပြင်ပြောင်းရမှာဖြစ်တဲ့အတွက်သူကကြိုတင်ပြင်ဆင်ထားတာမျိုးလုပ်ရမယ်ပေါ့အဲ့ဒါမျိုးလုပ်တာကကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေဆိုတာပြပြထားပါတယ်နောက်တစ်ခါကျတော့ဒီဘာသာရေးပေါ့နော်ဒီတရားထိုင်တာဖျားရှိခိုးတာဒါကတော့ကိုယုံကြည်ရကိုကိုရအောင်လုပ်လို့ရပါတယ်ယုံကြည်ရကိုကိုရအောင်လုပ်ပြီးတနေ့တာဖြတ်တန်းပုံတွေကိုသူကရှင်းမှတ်တာဖြစ်ပါတယ်နောက်တစ်ခါအောင်မြင်ရေးတက်စီးတစ်ခွက်ပေါ့နော်ကျွန်တော်တို့ရဲ့ပြက်ကွက်မှုကအဆင်မပြေဘူးတိုင်းမှာစင်ကြီးစင်လက်ဆိုတာပါလီယာငပိချက်တွေဖြစ်ပါတယ်တဲ့အလုတ်နဲ့ကိုရေးကိုတာကိုကျွန်တော်တို့ကခွဲပြထားဖို့လိုအပ်ပါတယ်တခါလေကျွန်တော်တို့ကအလုတ်မှာကိုရေးကိုတာကိစ္စတွေပါလာတဲ့အခါမှာအလုတ်ကိုအနောက်ရှက်တွေဖြစ်တယ်တခါတလေဆိုရင်တော့ကိစ္စမရှိဘူးမြဲအမြဲတမ်းပါလာတာကတော့ဒါကတော့ professional မဆန်တဲ့လုပ်ရက်ဖြစ်တယ်ဆိုတာကိုစာရေးစာကရှင်းပြထားပါတယ်နောက်တစ်ခုကသူများတွေကိုအပြစ်တင်တယ်အလုတ်တစ်ခုကိုလုပ်တဲ့အခါမှာကိုလည်းမှားတယ်မှားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကမှကဘယ်သူကြောင့်ဆိုပြီးကျွန်တော်အပြစ်တင်ကြမှာမလို့ဘူးပေါ့နော်ကျွန်တော်အဖြေကိုရှာပြီးတော့အကောင်းဆုံးဖြေရှင်းဖို့လိုအပ်တယ်ပြီးရင်စင်ကြီးနဲ့ကျွန်တော်တို့အနေနဲ့အကြောင်းပြချက်ဆိုတာကဒီမှာဆိုလို့ရှိရင်ဘာပြောလဲဆိုတော့စင်ကြီးနဲ့အကြောင်းပြချက်ဆိုတာကတိတ်မတဲကွဲကြဘူးပေါ့နှစ်ခုလုံးကအပေါ်ရန်ကြည့်လိုက်မယ်ဆိုရင်ခက်စစ်စင်နေဆိုပေမဲ့သူတို့ကြားမှာကြီးမားတဲ့ခြားနာချက်တွေရှိပါတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့စင်ကြီးဆိုတာကကျွန်တော်တို့ရဲ့အမားကိုဖုံးကွယ်ဖို့ရန်အတွက်သုံးနေရဖြစ်ပြီးတော့အကြောင်းပြချက်ဆိုတာကတော့ကျွန်တော်တို့လုပ်ခဲ့တဲ့အမှန်တရားကိုဒါကြောင့်အကျိုးအကြောင်းကိုစီလီအောင်ရှင်းပြတာကိုတော့အကြောင်းပြချက်လို့ခေါ်တဲ့အကြောင်းရှင်းပြထားပါတယ်နောက်ကဒီနောက်ကျတာတွေပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့သူပြပြတာကနောက်ကျတာကတိတ်တော့မဆန်းပေမဲ့တခြားနေရာဒေသတွေမှာဆိုလို့ရှိရင်တော့ဒါနောက်ကျတာကအရန်ကုန်မှာမကောင်းတဲ့အကျင့်တစ်ခုပေါ့နော်ပြောပါလေအလုပ်တွေကိုနောက်မကျဘူးရအောင်လည်းပြပြထားပါတယ်နောက်တစ်ခုကလေးစားမှုပေါ့နော်ကျွန်တော်တို့အနေနဲ့အပြန်လာပေါ့နော်ကျွန်တော်တို့ကလူတစ်ယောက်ကိုလေးစားလူတစ်ယောက်ကကိုယ့်ကိုလေးစားစေချင်တယ်ဆိုကျွန်တော်တို့ကလည်းလူတွေကိုပြန်လဲပြီးလေးစားဖို့လိုအပ်တယ်เนาะအဲ့ဒါမှကျွန်တော်တို့ကနေဒီလိုပြောလို့ကျွန်တော်တို့ကဒီလေးစားမှုဆိုတာအရင်ကြီးရွကြိုးဥညွတ်ပြနေတာမဟုတ်ဘဲနဲ့ပေါ့နော်တခြားသူရဲ့စကားကိုသိချင်အောင်ဆိုင်နားတော့နာကလည်းလေးစားမှုဖြစ်တဲ့အကြောင်းကိုလည်းပြောထားပါတယ်ပြီးစကားမတီးတာကျွန်တော်တို့ကရှာပြားလေးနဲ့ပြောလိုက်တာနဲ့လွယ်လွယ်ပြောလို့ရတယ်ဆိုလွယ်လွယ်ချက်ပြောတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ပြောတဲ့စကားလုံးတိုင်းကိုတာဝန်ယူစိတ်တာဝန်ခံစိတ်အပြည့်ရှိရပါမယ်ပြီးရင်ကိုရေးကိုတာမြေကုန်လေးပေါ့နော်ကျွန်တော်တို့ကသူတစ်ပါးကကျွန်တော်တို့ရဲ့မပြောချင်တဲ့ကိုရေးကိုတာကိစ္စတွေကိုပြီးတဲ့အခါမှာကျွန်တော်တို့ကပြောဖို့မလိုအပ်ဘူးလို့ကျွန်တော်တို့ကိုယ်တိုင်ကလည်းသူတစ်ပါးရဲ့ကိုရေးကိုတာကိစ္စတွေကိုကျွန်တော်တို့မပြောချင်တဲ့ခါမျိုးမှာအတင်းမေးတာဆိုတော့ပြုလုပ်တင်ပါဘူးပြီးညှိနှိုင်းရမယ်ပေါ့နော်ပြီးရင်အချိန်ဆွဲခြင်းကကျွန်တော်ဘဝမှာဆိုလို့ရှိရင်လည်းတကယ်အင်မတန်မှအရေး
အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ဗောနော်အရေးကြီးတဲ့အရာတွေပေါ်လာတဲ့အချက်ချင်းထလုပ်ပါတဲ့နေရွှေညရွှေအချိန်ရွှေ့တာမျိုးမလုပ်ပါနဲ့အခုအချိန်ကအစောဆုံးနဲ့အလုပ်တင်ဆုံးအချိန်ပါပဲဆိုပြီးပြပြထားပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအချိန်အရန်ဆွဲတဲ့သူတယောက်ဖြစ်ပါတယ်ကျွန်တော်တို့တွေကအခုလောက်ရမယ်ဆိုရင်ခဏနေမှတော့မနောက်မှဆိုပြီးကျွန်တော်ကအချိန်တွေကိုအများနဲ့ဆွဲတတ်ပါတယ်အဲ့လိုအချိန်ဆွဲတဲ့အခါမှာကျွန်တော်အနေနဲ့အကျိုးဆက်အနေနဲ့ကျွန်တော်ဘာဖြစ်တာလဲဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုရင်အလင်းစလိုဖြစ်လာပြီးတော့အရေးကြီးတဲ့အရာကိုဘာကြောင့်မလုပ်မိတာလဲဆိုပြီးကိုယ့်ကိုယ်အပြစ်တင်တတ်တယ်တဲ့ကြည့်ပါဦးပြီးရင်အချိန်ဆွဲတဲ့ချိန်ကကောင်းတဲ့ရာမဟုတ်ဘူးတဲ့နောက်ပိုင်းအသေးအဖွဲလေးမှာအချိန်ဆွဲတဲ့အခါမှာဒီရာရှက်စရာကောင်းတယ်အပြစ်ရှိရလို့ခံစားရတာတယ်ရေရှည်ဖြစ်လာတဲ့အခါနဲ့ဘာဖြစ်လာလဲဆိုရင်အလုပ်လုပ်ရတာလေစိတ်ပျော်ရွှင်မှုတွေပျောက်လာမယ်ကိုယ့်ကိုယ်အတုံးမကြဘူးလို့မြင်လာမယ်ဆိုရင်ပူပန်စုတွေစိုးရိမ်ပူပန်စိတ်တွေဝင်လာမယ်ပြီးကိုယ်ဆွမ်းဆောင်ရည်ကိုယ့်ရဲ့ခုံအားတွေကိုထိခိုက်စေတဲ့ကြောင့်အချိန်ဆွဲခြင်းကိုရပ်တန့်ရမယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအခုအချိန်ဆွဲတဲ့ကြောင့်အချိန်ဆွဲတက်လို့ပေါ့နော်ဒီလိုအခြေအနေတွေကိုလည်းရှိဖြစ်နေပါတယ်ဒါကြောင့်ဒီစာလေးအဖြစ်သင်ခန်းစာရရှိခဲ့ပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်တော့ဒီလူလေးစားခံရအောင်ဘယ်လိုနေမလဲပေါ့နော်လူတိုင်းနိဗ္ဗာန်ကကျွန်တော်တို့ပတ်ဝန်းကျင်ကနေအတိမတ်ပြူတာလေးစားမှုကိုအရေးပေးမှုကိုကျွန်တော်လိုချင်ကြတယ်ဒါပေမဲ့လူတွေကိုယ်လေးစားအောင်အတိမတ်ပြကျွန်တော်ကဘယ်လိုနေထိုင်မလဲအဲ့လိုနေတဲ့အခါမှာကျွန်တော်ကားကောင်းစားစီးမအဝိစားကောင်းကောင်းဝတ်မှာအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့ဗာလဲဆိုလို့ရှိရင်ဒီမှာပြောရဆိုရင်ကိုအရင်ဆုံးလေးစားရဘာလို့လဲသူတော်ဘာကကိုလေးစားတဲ့ကျန်တယ်ကိုတိုင်ကကိုအရင်ဆုံးလေးစားရမယ်ကိုယုံကြည်စိတ်ရှိရမယ်ပေါ့နော်နောက်ကကျတော့ခံယူချက်ကောင်းကောင်းထားရမယ်ကိုကဘလို့ခံယူချက်တွေလက်ကင်ထားတယ်ပြီးကိုယ့်ရဲ့ယုံကြည်မှုတွေကဘယ်လောက်ထိပြင်းထန်တယ်ကိုကဘလို့လူမျိုးဖြစ်တယ်ဆိုတာကိုပတ်ဝန်းကျင်ကလူတွေကလက်ခံလာအောင်ပြီးကိုတိုင်နဲ့လက်ခံလာအောင်ဒီတိုင်းနဲ့ပို့လိုအပ်ပါတယ်ယူသားမှုရှိရမယ်ဖြူစင်ရိုးသားမှုဆိုတာကဖြူစင်မှုတစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ဘဲနဲ့မတမာတဲ့အရာမှန်သမျှကိုရှောင်ကျဉ်တာကယူသားမှုတစ်ခုဖြစ်ပါတယ်ပြီးရင်ကူညီရမယ်တက်နိုင်သမျှကူညီရမယ်ပေါ့နော်ကိုတက်နိုင်တဲ့ဘက်ကနေကူညီနိုင်သမျှကျွန်တော်တို့ကူညီပေးရမယ်သူတစ်ပေါက်ကူညီတာကလည်းကိုတစ်ချိန်ရလို့ချင်းကိုရဲ့သူတစ်ပေါက်အကူအညီကိုပြန်ရနိုင်တာမျိုးလည်းဖြစ်ပါတယ်ပြီးရင်ဂရီစကားတီးရမယ်အဲ့ဒါကအရင်ရေးကြည့်တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဂရီစကားတီးတာကအရင်ကမှလူဘဝမှာအရင်ရေးကြည့်တဲ့အရာတစ်ခုဖြစ်ပါတယ်ပြီးရင်မှားခဲ့ရင်အဲ့ဒီအမှားတွေကိုပြန်လည်ပြီးပြုပြင်ရမယ်ကိုမှားတဲ့ကြောင့်ဝန်ခံပြီးတောင်းပန်ရမယ်ပြီးကိုဘာပဲလို့အရေးကြီးတာကအထောက်ကြိုးစားရမယ်ပေါ့နော်ဒီထက်ကပုံပြီးအရေးကြီးတယ်ဒါဆိုတော့ကိုလုပ်တဲ့အလုပ်ကအရေးသေးပြည့်ဝနေရင်လူတွေစားခံရပါတယ်အတိမတ်ပြုခံရပါတယ်ကိုလုပ်တဲ့အလုပ်ပေါ်မှာကြိုးစားလုပ်တဲ့တာကတော့အသေးကြဆုံးနဲ့ဒီလေးစားခံရမယ်နီလန်လေးပါပဲတော်ပြထားပါတယ်ဒီဆောက်လေးကတော့တကယ်ပဲကျွန်တော်ရဲ့ဖတ်တဲ့အချိန်မှာတကယ်ပေါ့ပပလေးနဲ့အရန်ကမှဖတ်လို့ကောင်းတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီစာအုပ်လေးကိုပြန်လည်ညှော်ဝေခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ